ဒါလေလေယောဂကြခဲ့တဲ့ကြက်တုံခင်းပဲလိုင်းပေါ်မှာတင်ထားရတာဟုတ်တယ်လေဒီခင်းဟုတ်တယ်လို့လိုင်းပေါ်မှာတင်ထားလေလေယောဂကြတယ်ဆိုတဲ့ကြက်တုံခင်းပဲဒါခုကြက်တုံက2500တောင်လာပေးနေပြီတဲ့ပွဲသားတွေကခုချိန်တို့အယောင်ဒီလောက်ရှိတယ်ဆိုဒါတူးဖို့ပဲရှိတော့တာလေဒါဒါဒီကောင်လဲလဲယောဂကြတော့ကိုသွားပါကြီးရတယ်ကျွန်တော်စိုက်ထားတာတဲ့လက်ကားဖြစ်ပုံပေါက်ပြီးတဲ့ဟုတ်ဗာနဲ့အုပ်လိုက်တာထွိုင်းချန်နဲ့ထွိုင်းချန်နဲ့ဝါတဲ့ဇိုးနဲ့လေပြီးတော့ပီလာအာကွန်ကွာအဲ့လိုမျိုးလောက်လိုက်တယ်ကျက်တုံနဲ့ရှယ်ပဲဒါနောက်ဆုံးရည်တင်ထားတာဗီဒီယိုရိုက်တယ်ဗီဒီယိုထဲကျတော့ကျက်တုံအသိမကြည့်ဘူးနော်အဲ့ဒီစီးနဲ့ဆိုလည်းမဆိုးဒါနောက်ဆုံးရည်ထီကိုဒီအနေထားဖြစ်တော့တော်တော်ဒါဥချသေးကိုဟိုက်ပါဝါလည်းပေးထားသေးရလေဒါဟိုက်ပါဝါလည်းထည့်ထားတယ်ကျက်တော့တော်တော်ဆင်းနေမန်းနေတချို့တောင်မှပြော့ပြီးတော့ကိုင်းကြနေတွေ့လားဈေးမှပြော့ဟုတ်တယ်ဗျဟုတ်တယ်ကိုမျိုးအောင်ပါယူရပါဘူး2500ဆိုတာပေးနေပြီတဲ့ပြောနေတာကိုတင်းအောင်လာဟောပဲ2500ပေးနေရလို့ပြောတာပဲဟုတ်တယ်2500ပြောတယ်အမရောင်းလောက်လိုက်တော့လေ